ဇနီးဖြစ်သူကမျက်စိကန်းကျင်ရောင်ဆောင်နေတာလားဆိုတာကိုစမ်းသပ်ဖို့အတွက်ခင်မုန်းဖြစ်သူဟာသူမကိုမိန်းဆက်အတိုတွေအပြည့်ကျဲထားတဲ့အိတ်ခမ်းထဲကိုတမင်တကာခေါ်သွားခဲ့ပါတယ်ပြီးတော့သူနဲ့ဖောက်ပြန်နေတဲ့အိမ်ဖော်မလေးသူ့ရဲ့ရီးစားကိုဇနီးဖြစ်သူအားမိန်းဆက်တွေပြည့်နေတဲ့ကတင်ပေါ်တွန်းချလိုက်ဖို့တိုးတိုးတိတ်တိတ်အချက်ပြလိုက်တယ်ဒါပေမဲ့ခင်မုန်းဖြစ်သူမသိတာကသူ့ဇနီးရဲ့မျက်စိဟာပြန်မြင်နေရပြီဆိုတာပါပဲသူတို့နှစ်ယောက်ရဲ့အကြံစီတစ်ခုလုံးကိုရိပ်မိသွားတဲ့ဇနီးတီဟာပါးနက်စွာနဲ့ပဲအိမ်ပေါ်မလေးကိုအသားလေးအလှည့်ပြောင်းလုပ်ပြီးမိန်းဆက်တွေပြည့်နေတဲ့ကတင်ပေါ်ကိုပြုတ်ကျသွားအောင်ကောင်းကောင်းကြီးပညာပေးလိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ခင်မုန်းဖြစ်သူဟာအမှန်တရားကိုဇနီးဖြစ်သူရိပ်မိမသွားစေဖို့အတွက်သူ့ရီးစားအိမ်ပေါ်မလေးစီချက်ချင်းပြေးသွားပြီးနှစ်သိမ့်ပေးလိုက်ရတယ်အခြေအနေကိုပုံမှန်အတိုင်းဖြစ်သွားအောင်ဟန်ဆောင်တဲ့အနေနဲ့ခင်မုန်းကသူ့ဇနီးကိုအနားယူဖို့ပြောပြီးအိမ်ပေါ်မလေးကိုလှုပ်ဝက်စွာနဲ့ဆေးရုံခေါ်သွားခဲ့ပါတယ်ဒါပေမဲ့ဇနီးဖြစ်သူဟာအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူရေပုံဖြစ်လာသူမို့လို့အရာအလုံးကိုကြိုတင်သိရှိနေတယ်ဆိုတာကိုတော့ခင်မုန်းဖြစ်သူလုံးဝမရေးမိခဲ့ပါဘူးအမှန်တော့အတိတ်ဘဝတုန်းကသူမဟာဖျားနာနေတဲ့ကလေးငယ်ကိုဆေးရုံခေါ်သွားဖို့ကြိုးစားရင်းမျက်စိမမြင်ရတဲ့အတွက်လေကားပေါ်ကနေပြုတ်ကျသွားခဲ့ဘူးတယ်အဲ့ဒီလိုမျက်စိကန်းနေတာကိုအခွင့်ကောင်းယူပြီးခင်မုန်းဖြစ်သူဟာအိမ်ပေါ်မလေးနဲ့လက်ထပ်နိုင်ဖို့အတွက်ကလေးကိုလူယူပြီးသူမကိုတေးရင်ရွေးပစ်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကံတရားသို့မဟုတ်နတ်ကောင်းနှက်မြတ်တွေကဒါကိုလုံးဝသဘောမကျတဲ့အတွက်သူမကိုဒုတိယအကြိမ်ဘဝတစ်တစ်ခုနဲ့ပြန်လည်မွေးဖွားခွင့်ပေးခဲ့တာပါဘဝတစ်နဲ့ပြန်လည်မွေးဖွားလာပြီးနောက်မှာတော့ဇနီးတီဟာသူတို့နှစ်ယောက်လုံးရဲ့အမတွေအတွက်ထိုက်တန်တဲ့တံပြန်ပေးဆက်မှုတွေလုပ်ရစီမယ်လို့ကြေဆိုထားခဲ့ပါတယ်ကွက်တိပါပဲအဲ့ဒီအချိန်မှာတင်အိမ်ဖော်မလေးဟာသူမကိုအပြက်ရှင်းပစ်ဖို့အတွက်အစိတ်ခတ်ထားတဲ့စွပ်ပြုတ်ရီကိုယူဆောင်ပြီးရောက်လာခဲ့ပါတယ်